အားလုံးပဲမင်္ဂလာပါ Lisu Times Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ American ပြည်ထောင်စုမှာလာမယ့်နိုဝင်ဘာလ9ရက်နေ့မှာတမန်တော်ရွေးကောက်ပွဲရှိပါတယ်ဒီတမန်တော်ရွေးကောက်ပွဲမတိုင်ခင်မှာအခု American မှာရှိတဲ့ပါတီနှစ်ရပ်ဖြစ်တဲ့ Democratic Party နဲ့ Republican Party တို့ဟာအခုချိန်မှာဆိုရင်တပီနေနဲ့တပီနေတွားပြီးတော့မဲဆွေစင်းရုံနေကြတာကိုကျွန်တော်တွေ့ရှိရပါတယ်အခုကျွန်တော်ဒီနေရာမှာဖော်ပြလိုတာကတော့ Democratic Party ကနေတမန်တော်လောင်းရှင်ပြန်မဲ့အခုဒုတိယတမန်တော်လောင်းတယောက်ကိုရွေးချယ်လိုက်ပါတယ်ဆိုတော့အခုလက်ရှိတမန်တော်လောင်းဒုတိယတမန်တော်လောင်းဖြစ်တဲ့ Kamala Harris ဟာဆိုရင်လာမဲ့ကျွန်တော်တို့နိုဝင်ဘာလမှာသူတမန်တော် Democratic ကနေတမန်တော်ကိုယ်စားလှယ်လောင်းသူရှင်ပြန်မှာဖြစ်တယ်အခုသူနဲ့လက်တွဲမဲ့လူတယောက်ကိုသူမကရွေးချယ်ခဲ့ပါတယ်အဲ့ဒါကတော့ဒီ Minnesota State ရဲ့ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ဆိုတဲ့ပုဂ္ဂိုလ်ကိုရွေးချယ်ခဲ့ပါတယ်ဆိုတော့ဒီ Tim Walz ရဲ့အကြောင်းအရာကိုကျွန်တော်အနေငယ်ဖော်ပြလိုပါတယ်ဒီ Tim Walz ကဘာကြောင့် Kamala Harris ကသူရွေးချယ်လိုက်တယ်လဲဆိုတဲ့အကြောင်းအရာအချက်လက်3-4ခုလောက်ရှိပါတယ်ဒီ Tim Walz ကဒီ Minnesota အုပ်ချုပ်ရေးမှူးပေါ့နော်ပြည်နယ်အုပ်ချုပ်ရေးမှူးကအခုလက်ရှိသူအသက်အရွယ်ကဆိုရင်အသက်60ပေါ့နော်သူအသက်60အရွယ်ရှိပါတယ်သူဘလို့နိုင်ငံရေးမှာဘလို့ရောက်ရှိလာတယ်ဆိုတဲ့အကြောင်းအရာကိုအနေငယ်ဖော်ပြရမယ်ဆိုရင်သူနိုင်ငံရေးကိုမရောက်လာခင်မှာအရင်တော့သူကတော့ဒီ high school teacher ပေါ့ကျောင်းဆရာအထက်တန်းကျောင်းဆရာတယောက်အနေနဲ့သူတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်အဲ့ချိန်မှာသူကျောင်းကနေထွက်ပြီးတော့ကျောင်းဆရာအနေနဲ့ထွက်ပြီးတော့ဒီArmy National Guard Veteran ဒီတမန်တော်အမျိုးသားအဆောင်တမန်တော်ပေါ့နော်အဆောင်တမန်တော်စစ်မှုထမ်းဟောင်းတယောက်လည်းဖြစ်ပါတယ်ဆိုတော့အဲ့ဒီနေရာကနေသူကဒီလွတ်တော်မှာပေါဝင်လာတယ်ဆိုတော့လွတ်တော်မှာကိုယ်စားလှယ်ဒီအောက်လွတ်တော်ပေါ့နော်အောက်လွတ်တော်မှာသူက6 time အထိကိုသူကတာဝန်ထမ်းဆောင်ခဲ့လို့တယောက်ဖြစ်ပါတယ်ဒါပေမဲ့သူ Governor ဖြစ်လာတယ်ဒီ Minnesota မှာGovernor ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာတာကတော့2018ခုနှစ်မှာသူ့ကိုပြည်နယ်အုပ်ချုပ်ရေးမှူးအနေနဲ့သူ့ကိုရွေးချယ်ချင်းခံရတယ်ပြီးရင်2022မှာလည်းပြန်လည်တဖန်သူ့ကိုရွေးချယ်လိုက်တဲ့အတွက်အခုထိသူပြည်နယ်အုပ်ချုပ်ရေးမှူးသူလုပ်နေတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့သူကတီးကဒီ Democratic မှာအထင်ကြရပေါ့နော်ဒါနာမည်ကြီးတဲ့အပိုင်းတွေသူရှိပါတယ်ဆိုတော့နံပါတ်1အနေနဲ့သူဘေကနေနာမည်ကြီးလာလဲဆိုရင်အတီးကတော့သူကုံဖြတ်ချခွင့်ဥပဒေကျမ်းကိုလက်မှတ်ရေးထိုးခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။နံပါတ်2အနေနဲ့ဒီလိန်ပြောင်းတဲ့ဒီလူငယ်တွေကိုသူတို့ကိုအကာအကွယ်ပေးဖို့သူတို့ကိုအမတ်ခံချက်ပေးဖို့လက်မှတ်ရေးထိုးတဲ့နေရာမှာလည်းသူပါဝင်တာဖြစ်ပါတယ်။ဆိုတော့ဒါဒီကြောင့်သူကနာမည်ကြီးလာတယ်။ပြီးရင်လူမျိုးရေးခွဲခြားမှုနဲ့ကွဲပြားမှုသဘောတူညီမှုကောင်စီမှာလည်းသူပါဝင်တယ်။ Courage ကျောင်းမှာtuition free တွေကိုလည်းသူက free ဖြစ်အောင်ပေါ့နော်ပေးစရာမလိုအောင်ဒီမျိုးတင်သွင်းခဲ့တဲ့ပုံကူတယောက်ဖြစ်တယ်ပြီးလို့ရှိရင်ကျောင်းမှာထမင်းကျွေးတဲ့အရာဒီlunch ပေါ့နော် free lunch free meal ဒါဖြစ်ဖို့ရင်အတွက်လဲဒါကသူအစိုးတင်သွင်းခဲ့တဲ့လူတယောက်ဖြစ်ပဲဆိုတော့ဒီလိုမျိုးအချက်လက်တွင်ကြောင့်သူကဒီ Democratic မှာသူကနာမည်ကြီးတဲ့လူတယောက်ဖြစ်တယ်ဒါတွေကြောင့်သူဒီKamala Harris ကသူ့ကိုရွေးချယ်ထားတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုသိရှိရပါတယ်ဆိုတော့အခု2024 Democratic National Convention ပေါ့နော် DNC လို့ခေါ်ပါတယ်သူတို့ကအခုလာမဲ့ပတ်ပေါ့နော်August လ19ရက်နေ့ကနေ22ရက်အထိသူတို့ကျင်းပမယ်၄ရက်အဲ့ဒီနေရာမှာပဲသူတို့ကဒီသူတို့ရဲ့တမန်တော်လောင်းရွေးချယ်တဲ့လူတွေကိုတရားဝင်ပေါ့နော် officially အဲ့ချိန်ကျမှပဲသူတို့ကကြေညာမှာဖြစ်ပါတယ်ဆိုတော့ Democratic Party ညီလာခံပေါ့နော် Democratic Party ညီလာခံပြီးတော့တဲ့အချိန်မှာသူတို့ကတရားဝင်အချိန်မှာ2024ခုနှစ်မှာ Democratic Party ကနေ Kamala Harris နဲ့ဒီ Tim Walz ကိုသူတို့ကတရားဝင်ကြေညာပြီးတော့မဲဆွေစည်းရုံးပြီးတော့သူတို့တမန်တော်ရှင်ပြန်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုเนาะအနေငယ်ကျွန်တော်ပြောပြရချင်းဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာသူတို့ရဲ့အသက်တွေကိုကြည့်မယ်ဆိုရင် Kamala Harris က59နှစ်ရှိပါပြီအခု
သူနဲ့အတူလက်သွေးဖို့ရွေးချယ်လိုက်တဲ့ဒီ Tim Walz ဆိုတဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးကျတော့အသက်60ရှိပဲဆိုတော့တစ်နှစ်ပဲกว่าတယ်เนาะအသက်ကတော့အရွယ်တူလောက်ဖြစ်နေပါတယ်အခုကျွန်တော်ဒီမှာနည်းနည်းနိုင်ရှင်ပြချင်တာကတော့ Republican မှာဆိုရင် Donald Trump เนาะအရင်ကတမန်တော်ဟောင်း Donald Trump ဆိုရင်အသက် concession အခုသူနဲ့အတူလက်တွဲပြီးတော့ဒီဒုတိယတမန်တော်သူရွေးချယ်လိုက်တာကတော့ DJ Vance ဆိုတာသူကတော့အသက်40ပဲဆိုတော့အသက်ကအရန်กว่าပါတယ် DJ Vance ကအသက်40အခု Democratic Party ကတမန်တော်လောင်းရှင်ပြန်မဲ့ Kamala Harris က59သူနဲ့ဒုတိယတမန်တော်လောင်းအတူရှင်ပြန်မဲ့လူကြတော့အသက်60အဒီလိုရှိပါတယ်ပေါ့နော်ဆိုတော့မကြခင်မှာကျွန်တော်နိုဝင်ဘာလ9ရက်နေ့မှာဆိုရင်ကျွန်တော်အကျိန်နဲ့အမေရိကန်မှာရှိတဲ့နိုင်ငံသူအားလုံးမေးပေးရမှာဖြစ်ပါတယ်ဆိုတော့ဘယ်သူကိုမေးပေးရွေးချယ်ရမလဲဆိုတဲ့ဥစ္စာကကျွန်တော်တို့အမေရိကန်ပြည်သူဒီရဲ့ဒါသူတို့ရဲ့ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဆိုတော့အမေရိကန်တမန်တော်ရွေးချယ်တဲ့နေရာမှာတကယ်ပဲဒါအမေရိကန်တစ်ခုတည်းကိုပဲလွှမ်းမိုးနေတာမဟုတ်ပါဘူးဒါအမေရိကန်ဆိုတာတကယ် power ကြီးတဲ့နိုင်ငံဖြစ်တယ်ဆိုတော့တကဘာလုံးနဲ့ဆိုင်ပါတယ်အခုဂျိုးဘိုင်ဒန်ရဲ့တက်တန်းတစ်လျှောက်မှာဆိုရင်အမေရိကန်မှာတော့တကယ်ဒီငွေကြေးဖောင်းပွားမှုတွေဖြစ်တယ်ကုန်စည်နှုန်းတွေရန်ကြီးအဆက်မတန်2ဆ3ဆလောက်တက်လာပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီnet set ကလူတွေပေါ့နော်မတရားဝင်လာတဲ့လူလေမြောက်များစွာရှိတယ်ဆိုတော့ဒီလိုစစ်တမ်းကောက်တဲ့အချိန်မှာဒီလိုတွေ့ရှိရတယ်ဆိုတော့အမေရိကန်မှာရှိတဲ့ပြည်သူတွေကဒါတွေကိုတည်နေပြီဖြစ်တဲ့အတွက်သူတို့ကဘသူကိုအခုဒီချိန်မှာဘသူကိုမေးပေးရမလဲဆိုတဲ့ဥစ္စာကိုသူတို့ကအလုံးသူတို့ဆုံးဖြတ်ပြီးသားဖြစ်နေတယ်ပြီးလို့ရှိရင်အခုကဘာမှာတနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်တယ်ပြီးရင်တကယ်အခုပြန်ဆိုးရွားဖြစ်လာတာကတော့ဒီအရှိအလေပိုင်းမှာပေါ့နော်ဒါဆိုးရွားဖြစ်လာတယ်ဒါဒီဖြစ်လာတဲ့အကြောင်းအရာအလုံးကအမေရိကန်နဲ့ဆက်ဆက်မှုရှိပါတယ်အမေရိကန်မှာ power တကယ် strong ဖြစ်တဲ့ leader ဒီမရှိလို့ရှိရင်ကျွန်တော်တကယ်ပဲဒီတကဘာလုံးကငင်းချမ်းမှာမဟုတ်ပါဘူးဆိုတော့အခုလာမယ့်ရွေးကောက်ပွဲမှာအကောင်းဆုံး strong ဖြစ်တဲ့ leadership တွေကိုကျွန်တော်တို့ရွေးချယ်ရမှာဖြစ်တယ်ဒါဒီအားလုံးရဲ့တာဝန်ကအမေရိကန်မှာရှိတဲ့အမေရိကန်နိုင်ငံသူနိုင်ငံသားများတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဖော်ပြရင်းနဲ့ကျွန်တော်ရဲ့တင်ဆက်မှုကဒီနေရာမှာပဲရပ်နားလိုက်ပါတယ်အစအဆုံးနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြရအောင်